Hello social media သုံးရင်းနဲ့ stand တို့ rent free တို့ဆိုတဲ့စကားလုံးတွေကိုတွေ့ဘူးပေမဲ့ဘာကိုဆိုလို့မှမသိလို့ကြော်သွားခုပါသလားအခုကြည့်နေတဲ့သူကို online ပေါ်မှာပို့ပြီး cool ဖြစ်သွားစေမယ် social media slang သုံးခုကိုပြောပြပေးပါမယ်နံပါတ်1က stand ဒါက like လုပ်ရုံတွေမဟုတ်ပဲကိုကအဲ့ဒီ idol ဒါမှမဟုတ် Sally ကိုအသေးအတန်အားပေးတဲ့ fan တစ်ယောက်ဖြစ်တာကိုခေါ်တာပါဥပမာ I absolutely stand IU ကျမကတော့ IU ကိုအသေးလဲအားပေးတဲ့ fan တစ်ယောက်ပါရှင်လို့ပြောတာဖြစ်ပါတယ်နံပါတ်2က flex ဒါကကြွက်သားတွေကိုထုတ်ပြတာမဟုတ်ပဲကိုယ်မှာရှိတဲ့ပစ္စည်းတွေအောင်မြင်မှုတွေကိုလူရှေ့မှာကြွားတာကိုပြောတာပါဥပမာ start flexing your new phone နင့်ရဲ့ဖုန်းအသစ်ကိုကြွားတာရက်လိုက်တော့နံပါတ်3က rent free ဒါကအိမ်ငှားကအလကားရတာမဟုတ်ဘူးเนาะအကြောင်းအရာတစ်ခုခုဒါမှမဟုတ်လူတစ်ယောက်ကကိုယ်စိတ်ထဲမှာခေါင်းထဲကနေထုတ်မရလောက်အောင်ဆွဲလန်းနေတာကိုခေါ်တာပါဥပမာ that song is living rent free in my head အဲ့ဒီတခြင်းကငါ့ခေါင်းထဲမှာဆွဲနေပြီးတော့ထုတ်လို့ကိုမရတော့ဘူးပေါ့နော်အရန်သဘောကျနေပြီပေါ့နော်အဲ့လိုမျိုးလေးဖြစ်ပါတယ်ဆိုတော့ဒီနေ့ရဲ့ဗဟုသုတအနေနဲ့ stand ဆိုတဲ့စကားလုံးကဘယ်ကလာတာလဲသိပါသလားဒါကနာမည်ကြီး American rap ဆိုတော့ Eminem ရဲ့2000ပြည့်နှစ်ကထွက်ခဲ့တဲ့ stand ဆိုတဲ့တခြင်းကနေဆင်းသက်လာတာပါအဲ့ဒီတခြင်းထဲမှာသူ့ကိုအစွမ်းရအောင်အားပေးတဲ့ fan နာမည်က stand မို့လို့အခုခေတ်မှာတော့ super fan တွေကို stand လို့ခေါ်ကြတာဖြစ်ပါတယ်โอเคအားလုံးလည်းအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ် stay sharp bye bye Subscribe to my channel for more English lessons.